ပဲဒီညမှာဖောက်ပါတယ်အဲ့ဒါမနေ့ဖွင့်တယ်ညမှာဖောက်တဲ့ပဲဒီပါမျိုးလေးတွေထွက်နေပါပြီပြန်ဟုတ်ထားလိုက်အောင်မယ်မင်္ဂလာပါအစွန်လာဆိုင်ပဲဒီပဲပင်ပေါင်းနိုင်ညမြောက်ပါကြည့်ရဘယ်လောက်ရှိပြီလဲလို့အဲ့ဒါညမြောက်ပဲပင်ပေါင်းလေးတွေပါထွန်းနေပါပြီညမြောက်ရှိပါပြီပဲပင်ပေါင်းလေးဘယ်နှရက်လောက်နေစားရမလဲလို့ဆက်ကြည့်တော့မယ်အခုက2ရက်မြောက်ပါရပြီလားအဆူလာဆိုင်ကျမရဲ့ဘေဘီကိုကြည့်လိုက်ရမယ်3ရက်မြောက်စားလို့ရပြီလားလို့ဟေးရပြီစားလို့ရပါပြီဘေဘီမောင်လေးတွေစားလို့ရပြီပါပြီ3ရက်ကျေးဇူးများတင်ပါတယ်ရှင်